ကျွဲဟာဈေးထဲမှာငါးရောက်နေပါတယ်ပြီးတော့နွားမနှကောင်ဟာရောက်လာပြီးကျွဲရှိကနေငါးဝယ်ပါတယ်ထို့နောက်ငါးဝယ်ပြီးအိမ်ဖျံနေချိန်မှာကျွဲမဲနှကောင်ကလည်းလာနေပါတယ်ပြီးတော့နွားမရှိကနေငါးယူပြီးထွက်ပြေးသွားပါတယ်ဒီကျွဲမဲကတော့ဘယ်သူမှမဟုတ်ဘူးကျွဲလွတ်လိုက်ကဲ့သူပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွဲရဲ့ငါးတွေဟာမယောင်ရလူဖြစ်ပါတယ်ကျွဲဟာသူ့ဆိုင်ကိုလာတဲ့သူတိုင်းကိုကျွဲမဲကိုလွတ်ပြီးငါးလူယူခိုင်းပါတယ်နွားမကသူ့ငါးအခိုးခံရတော့အလွန်ငိုပါတယ်ပြီးတော့အိုက်ဈေးထဲကိုပြန်သွားပြီးငါးသွားဝယ်ပါတယ်အိုက်ကျမှာစိတ်မဟာကျွဲရှိကနေငါးဝယ်ပြီးထွက်သွားပါတယ်ထို့နောက်သူ့အိမ်ကိုပြန်နေပါတယ်ကျွဲမဲကသူ့နောက်ကိုလိုက်နေပါတယ်ထို့နောက်နွားမဟာကျွဲမဲကိုညင်သွားပြီးတန်တရာဝင်သွားပါတယ်ပြီးတော့သူ့နောက်ကိုလိုက်ပါတယ်အိုက်ချိန်မှာကျွဲဟာစိတ်မဟာရှိကနေငါးညူပြီးထွက်ပြေးသွားပါတယ်ထို့နောက်နွားမဟာသူ့သားကိုအကုန်ပြောပြလိုက်ပါတယ်နွားကလည်းအလွန်စိတ်တူသွားပါတယ်ပြီးတော့ဈေးထဲသွားပြီးကျွဲရှိကနေငါးဝယ်ပါတယ်ငါးဝယ်ပြီးအိမ်ပြန်နေချိန်မှာကျွဲမဲဟာငါးကိုလူယူပါတယ်အဲ့ချိန်မှာနွားဟာကျွဲကိုမပြီးကြိုင်ပေါက်လိုက်ပါတယ်ပြီးတော့နွားကအဆင်ပြေလားလို့ပြောပါတယ်ထို့နောက်ကျွဲမဲဟာငိုပြီးအကုန်ပြောပြလိုက်ပါတယ်ကျွဲကလည်းငါနွားကိုဆုံးမပြမယ်လို့ပြောပါတယ်ပြီးတော့ဆိုင်ကယ်နဲ့နွားရှိကိုတွားပါတယ်အိမ်ရုပ်တော့ကျွဲကမင်းကငါလူကိုရိုက်ရဲတယ်ပေါ့လို့ပြောပါတယ်ထို့နောက်နှစ်ယောက်စလုံးတိုက်ခိုက်ကြပါတယ်ပြီးတော့မောသွားပြီးလဲကျသွားပါတယ်အဲ့ချိန်မှာရဲဒီဟာရောက်လာပြီးမင်းတို့ထဲကတယောက်ကိုငါဖမ်းမယ်ဘသူကိုဖမ်းရမလဲဆိုတာဗီဒီယိုကြည့်တဲ့သူဆုံးဖြတ်ပေးလိမ့်မယ်နွားကိုဖမ်းစေချင်တယ်တော့ like and follow လုပ်ပေးပါကျွဲကိုဖမ်းစေချင်တယ်ဆိုရင်တော့ comment ရေးပေးပါ